ကန်ကြမ္မာကိုရှင်ပြိုင်ခြင်းကန်ကြမ္မာဆိုတာကိုပြုတ်လိုက်တဲ့အကျိုးတရားကိုအခြေခံပြီးလာမယ့်အနာဂတ်မှာဖြစ်လာမယ့်အကြောင်းတရားလို့အဓိပ္ပာယ်ဖွင့်ကြပါတယ်။ကန်ကိန်းအကျိုးကန်ဆိုတာအလုပ်ဆိုတဲ့စကားလုံးတွေကြားဖို့သိဖို့ပြောဖို့ကြမယ်ထင်ပါတယ်။မှန်တာလုပ်ရင်မှန်တဲ့အကျိုးမှားတာလုပ်ရင်မှားတဲ့အကျိုးကိုပြုတ်လုပ်ခဲ့တာပေါ်မူတည်ပြီးအချိန်မှာကိုပြန်ခံစားရမယ်။ကိုဦးတည်ပြီးရှောက်တဲ့လမ်းပေါ်မူတည်ပြီးခရီးရရောက်မယ်လို့ရေးလူကြီးတွေပြောခဲ့ကြဘူးပါတယ်။ကန်ကြမ္မာကိုရှင်ပြိုင်ခြင်းလို့ပြောရင်လည်းအတော်များများလောကဓာတ်ကိုအန်တူဖို့ခိုင်းတာလို့ပြောကြတယ်။ကျွန်တော်ကတော့ကိုယ့်ရဲ့အနာဂတ်အတွက်ကိုလုပ်တဲ့အလုပ်ကိုစင်ကြင်သုံးသပ်ရင်အကောင်းဆုံးဖြစ်အောင်ကြိုးစားရလို့ပဲတိတ်ပဲပြန်စေချင်ပါတယ်။ကျွန်တော်တို့ဘဝမှာအလုပ်တစ်ခုအောင်မြင်ပြီးမြောက်ဖို့ကိုရောက်ချင်တဲ့နေရာကိုရောက်ဖို့ကြိုးစားကြတဲ့အချိန်မှာဘဝစီမံကိန်းမဟာဗျူဟာဦးစားပေးရွေးချယ်စရာတွေကိုကြိုတင်ပြင်ဆင်ထားရပါမယ်။ဘာဖြစ်ချင်လဲဘာလုပ်ချင်လဲအချိန်ကာလအပိုင်းခြားဘလို့အကောင့်ထဲပေါ်သွားမယ်စသဖြင့်ကြိုတင်စဉ်းစားတာတွေးခေါ်တာသုံးသပ်တာညှိနှိုင်းတာတွေလုပ်ရပါမယ်။အသက်အရွယ်လိုက်ကိုဖြစ်ချင်တဲ့ဘဝလမ်းကြောင်းအသက်မွေးဝမ်းကြောင်းကိုပုံဖော်နိုင်မှုဘာဖြစ်ချင်တယ်ဆိုတာကြိုစဉ်းစားမှကြိုပြင်နိုင်မယ်။ကြိုပြင်မှလည်းလမ်းကြောင်းကမှန်သလားပိုကောင်းတဲ့လမ်းတွေဖြစ်ဖို့ဘာတွေပြုပြင်ပြောင်းလဲရမလဲညှိနိုင်မယ်။ကျွန်တော်တို့တိုင်းပြည်မှာလူသက်တမ်းအမျိုးသားအမျိုးသမီးပြန်မြ65နှစ်နဲ့80ကြားမှာရှိတယ်။နေထိုင်မှုပုံစံပေါ်မှာမူတည်ပြီးတော့လူသက်တမ်းအတူရှည်တော့ကွာမှာပေါ့။ဒီနှစ်ဒီအသက်မှာဒါလုပ်မယ်ဒီလိုလုပ်မယ်ဆိုတဲ့ဟာနဲ့ကွက်တီတူချင်မှတူမယ်။ဒါပေမဲ့စီမံကိန်းဆွဲထားတယ်။ viewer လေးစဉ်းစားထားတယ်ဆိုရင်တော့ဖြစ်ချင်တာနဲ့ဖြစ်တဲ့နာကြားမှာကွာခြားချက်နည်းသွားမယ်။ကိုယ့်ရဲ့တက်တန်းကို290နေရမယ်280 290စသဖြင့်အပြူသဘောနဲ့ခံမှန်းသုံးသပ်ပြီးဘဝစီမံချက် life plan လေးဆွဲတဲ့တယ်။ဘဝလမ်းကြောင်းချပြီးတဲ့နောက်ကာလတစ်ဖြတ်စီလိုက်ပုံမှန်ပြန်သုံးသပ်တဲ့စစ်ဆေးတဲ့အလေးထားထူထောင်ထားရင်ကိုပုံမှန်တွန်းအားတွေလည်းရှိတယ်။